မင်္ဂလာပါကျွန်တော်ကတော့ဖလာကင်ပါဒီနေ့ဗီဒီယိုမှာတော့ဂျူလီယာနဲ့ဘယ်လိုကြားရလဲဆိုတာဗီဒီယိုလေးကိုအတူတူကြည့်လိုက်ရအောင် let's go အော်နေရောဗီဒီယိုလေးစတင်မှာကျွန်တော် channel လေးကို like subscribe လုပ်ခဲ့ဖို့တော့ကြလို့ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင် let's go ဂျူလီယာရဲ့အတိုင်းစီဘာလို့ကြိုက်ရလဲဂျူလီယာရဲ့အတိုင်းစီကျွန်တော်ဆောင်းကြိုက်ရဘာလို့ဒီစနေကြိုက်ရင်ကျွန်တော်ကိုမှကြိုက်ရတော့မှန်းခဲ့စကေးဝိုင်းရဘယ်လိုအဖက်တွေပါကြည့်မလဲစကေးဝိုင်းကြမီးနဲ့စကေးတူကြတော့ဆွနေထွက်တာစကေးတူကြတော့ဘာကောင်ရမလို့နောက်တော့ရတယ်အဲ့ဒါကိုရှိခွာလာတယ်တော့ကိုရှိလေးလူတွေရွှေလေးလူတွေကိုရှိခွာနေစီမှာခွာနေခွာမလာဘူးမလာဘူးနေခွာကိုရှိခွာတာဝါချိုးလိုက်ကွာချိုးတယ်တာဝါချိုးတာဝေးဟာလာပဲရောက်ချလာတယ်ဒါမျိုးနာပြည့် oh my god ဒါမျိုးဝမ်းဟိအားလေးပဲရှိတယ်လက်ကြီးမြောက်တယ်လေကြီးကဝမ်းဟိပဲအားလေးမှလည်းဝမ်းဟိဖြစ်တယ်လေကြီးက easy ဝမ်းဟိဒီပဲလေးစားပြီးကော်ပီလေးစားတယ်ကွာကော်ပီလေးစားချင်မှာဟာလာဘူးရောက်ချလာရောက်ရေးအိုးဒီပြပါလားငါပြပါလားကြည့်မယ်ငါချိုးရတယ်ကွာဘယ်လိုချိုးရလဲမသိဘူးဆွေငါလာတယ်တေးလေးရောက်မှာနိုင်ရမှာပါရတယ်ရောက်ရေးအဲ့ဆောင်စီပါလာလူကစီပါလာလိုက်မရလိုက်ကွာမစီပါပြတ်လာမယ်တားကြီးလာမယ်မနကခလာဦးရပြေးဟာလည်းဖြစ်မယ်စပါပွေရအမတိတကောင်ချောထပုတ်ရတပည့်ထပုတ် yes ထပုတ်ရတယ်ဘလူးပဲလေးပဲစားရမှာပဲဘလူးပဲအနာဘကဘလူးပဲလေးစားမှာမစေပါရမှာ surprise ဝင်တိုက်တာရှော့မှာမပြောတော့ဘူးဟဲ့ဒီမှာလည်းကြည့်ပါစူးရတက်မယ်ဆိုစူးရတာဖန်ကဘလို့ဆွဲသွားလဲမသိဘူးမမြင်ဘူးအဖက်တွေကများလို့မဆွဲတာမမြင်ဘူးညမချုံမထိုင်ဆောင်နေကွာစကေး3စကေး1စကေး2နဲ့ဝင်လိုက်ရကွာမပြည့်ဘူးလေကွာတို့တာလို့သွားသေးတယ်ခေါင်းမရောက်အောင်ဒုက္ခပဲဒီလေကိုကြီးလာမယ်ဟာလာပစားလေးကိုကြီးလေကိုကြီးလာခဏဆောက်စကေး3စကေး1မထီဘူးရဲတယ်စကေးရိုက်တယ်ချာအောင်ဒီလိုပဲကြတော့ဝချစကေးချာဝေးဝါစကေး2နဲ့ဝင်သွားပြည့်တယ်ပြန်ထွက်လာခဲ့တာလေရပါမလားမသိတာလည်းလူကြည့်လိုက်မယ်ရပါမလားဝီကြီးနဲ့ဝီတဲ့ဝင်ဝဝင်ချတော့ဘယ်နှကောင်လားငါရိုက်မှာဟိုတော့တယ်ဒီမှာနာမည်အများကြီးထွက်နေတာတာတော့လာထုတ်ဖို့လောင်းမလားဘယ်လိုလဲခုရှင်းလာအောင်ခုနကောင်တေးပါမလားတေးပြီထင်ထုတ်ဖို့မီးနေမပြေးနဲ့ဒီဟာဘာဖြစ်လာလဲကွာမီးနေရတယ်ကွာ